ကျမတို့ရဲ့တိုင်နာပြီးမှမြောက်ရီကျော်ကိုရှာတွေ့ခဲ့တယ်။နီနင်းနဲ့ကင်ကနေ30နာမကြီးတဲ့နဲ့မှာပါ။နေရာကတော့တော်ဝင်တဲ့နဲ့ရဲ့အရှိဘက်က6တွေ့နေတဲ့နီကန်ပါရံမှာဖြစ်ပါတယ်။အဲ့ဒီနေရာကိုသူ့ထိန်တွေတောင်သူ့တွေကိုမခေါ်သွားကြဘူး။အဲ့ဒီနေရာကညီဆောင်တဲ့တွေကိုစော်ကားမိထားလို့မြစ်တောင်တောက်တာလို့သူတို့ကပြောကြတယ်။ဒီနေရာမှာပဲတူကြမယ်။ကျမကတကိုင်းတစ်ချောင်းနဲ့တဲမြေပေါ်မှာဆက်ဝိုင်းတစ်ခုဆွဲလိုက်တယ်။တူပါနှုတ်လိုက်တဲ့သူတွေကပစိန်တွေကိုပခုံးပေါ်ထမ်းပြီးဆက်ဝိုင်းပေးမှဝိုင်းရနေကြတယ်။မင်းသမီးလေးဒီနေရာမှာတူးလို့မရဘူး။ဘာလို့လဲညီဆောင်တဲ့တွေကိုစော်သားမိနေမယ်။ဘေဘီရဲ့ကွဲလွန်သူတွေကိုမြေကြီးထဲမှာမြုပ်နှံထားတာမို့လို့မြေကြီးကိုဖွင့်လိုက်ရင်ဘူးဝါးတွေအေးချမ်းမှာမဟုတ်ဘူးတဲ့။ကျမအသက်ကိုကင်းတီးရှူလိုက်ပြီးနင်တို့ဘူးဝါးတွေကိုဒီမှာမြုပ်နှံထားတာမဟုတ်ရင်15ရက်ကြာပြီးရဲ့နောက်မှာတော့ဒုတိယတော့ရောက်လာတဲ့ပိစာတွေနဲ့တန်ထေကရိယာတွေအပြည့်စုံတင်ဆောင်လာတဲ့ကုန်တင်ကားတွေဖြစ်ပါတယ်။ဈေးကွက်ကအရန်စီကားလာတယ်။ဒီဖျားခေါင်ကြီးဟာဒါကိုမရှုစိတ်နိုင်တော့ပဲကောက်ပဲသီးနှံတွေကိုဈေးကြီးပေးဝယ်ပြီးပြန်လည်ရောင်းချဖို့လှုံ့ဆော်လာတယ်။ကျမကတော့ကောက်ပဲသီးနှံကိစ္စနဲ့ပတ်သက်ပြီးအစင်သင့်တင်ထားပြီးသားပါ။ရိတ်ခါလက်ကျန်ကို3ဆလောက်စုဆောင်ထားတာလေ။ကုန်တယ်ပွဲစားတွေကဈေးနှုန်းမြင့်လိုက်တာနဲ့ကျမရဲ့ရိတ်ခါတွေချက်ချင်းရောက်လာပြီးဈေးနှုန်းကမူလအတိုင်းကျန်ကျသွားရော။တောင်ရက်မြောက်တဲ့နေ့မှာတော့ကမောက်ကမဖြစ်အောင်လာလုပ်တဲ့သူတွေဟာအင်ဂျီတောင်မကျန်တော့ပဲရှုံးမိသွားကြတယ်။ကျမကနာမည်စရင်ကိုမှတ်သားထားပြီးအကြံပေးလုံဆော်သူတွေနဲ့အတူဧကရက်မင်းရဲ့စပွဲပေါ်ကိုပေးပို့လိုက်ခဲ့။ဧကရက်မင်းဟာစရင်ကိုကြည့်ပြီးအကြာကြီးတိတ်ဆိတ်သွားခဲ့တယ်။ဒီဖျားခေါင်ကြီးဟာသူမရဲ့အဆောင်မှာ3လတိတိအခြေချုပ်ချခံရရတယ်။နေဆက်ကဈေးကွက်ဟာဆက်လက်ပလစ်ထားဆဲဖြစ်ပြီး3နှစ်တိုင်စပွဲတွေမရှိခဲ့ဘူး။ဧကရက်မင်းဟာအရန်ကိုဝမ်းသာအားရဖြစ်ပြီးသူမကိုနေဆက်ဆောင်မင်းသမီးအခြေခံအကြောင်းအမိတော်ထုတ်ပြန်ခဲ့တယ်လို့ရွှေဒင်းသားပြတစ်ပေါင်းကိုလည်းဆုလက်ဖြစ်ချီးနေခဲ့တယ်။မိတော်ရောက်လာတဲ့အချိန်မှာကျမကလေဝင်းထဲမှာဂျုံတွေကိုကြည့်နေတာပါ။မင်းသမီးလေးဒါကဧကရက်မင်းရဲ့အမိတော်ပါအဲ့ဒီနားမှာပဲထားလိုက်ပါမင်းသမီးလေးဧကရက်မင်းကရွှေဒင်းသားတစ်ပေါင်းနဲ့ဆောင်ပေးထားတာပါငါ့အတွက်မတန်းတင်ထားပေးပါနောက်ကြရင်ဂါဘူလန်ဖောက်ဖို့သုံးမယ်အဲ့ဒီရွှေတွေကမင်းသမီးဘယ်လောက်တင်ထားနိုင်မလဲဆိုတာမှန်းဆကြည့်စမ်းနင်ပိုင်တဲ့အရာအလုံးကနင်ဟာပဲနင်မပိုင်တဲ့အရာကိုတော့လမ်းဖောက်ဖို့သုံးတာပေါ့ဒီပြည့်ရဲ့လမ်းတွေကရန်ဆိုးရနေတာဒါကတေယူပဆောင်ရေးကိုထိခိုက်စေတယ်သူကကျမကိုမျက်လုံးတောက်တောက်ပေးနေကြည့်နေတာကြောက်စရာတောင်ကောင်းပါတယ်နင်တို့ရဲ့အရာမှန်သမျှကဘာဖြစ်လို့တနည်းမဟုတ်တနည်းနဲ့စိုက်ပျိုးရေးနဲ့ပဲဆက်ဆက်နေရတာလဲကျမအလေးနဲ့စဉ်းစားပြီးမှညီကြီးကိုတေးချစိုက်ပျိုးရင်စားစရာရိခါရှိရပေါ့လို့ပြောလိုက်ခဲ့နန်းဖောက်မယ်လို့ကျွန်မပြောခဲ့တဲ့အတိုင်းကျမတို့တကယ်ပဲလုပ်ခဲ့ကြတယ်ကျမကိုယ်တိုင်မြေပုံဆွဲပြီးလမ်းကြောင်းကိုရွေးချယ်ခဲ့တဲ့ဈေးကွက်ကနေတော်ဝင်တင်းနှန်းထိပြီးတော့မျိုးနယ်စုတစ်ခုစီစီကိုခွဲထွက်သွားတဲ့လမ်းခွဲတွေအထိစုစုပေါင်းကြီး300ရှိပါတယ်။လမ်းရဲ့အောက်ခြေကိုကြောက်ခဲကြီးတွေခင်းပြီးအပေါ်ကတဲတွေထူတယ်ဘေးနှစ်ဖက်လုံးမှာတော့ခင်းနှုံမြောင်းတွေထူတယ်။တူပါကမြေပုံကိုကြည့်ပြီးအကြာကြီးတိတ်ဆိတ်သွားခဲ့တယ်။ဒီ300ရှိတဲ့နန်းအတွက်လူဘလောက်လိုမလဲဆိုတာနင်းသိလားသိရပေါ့။ဒါကြောင့်မို့လို့မင်းနောက်ကိုကူညီရမှာသူကပြုံးပြီးငါမကူညီရင်မင်းကိုဘယ်သူကူညီမှာလဲလို့ပြောတယ်။သူကိုယ်တိုင်တွေကိုကူးဆောင်ပြီးတောင်တွေကိုဖြိုလန်းတွေကိုဖောက်ခဲ့တယ်။ဒီရဲ့တောင်တွေကအရန်မှာကြောပြီးရန်လည်းအလုံးလောက်မရှိရကြောင်းသူကသူ့ရဲ့ခွန်အားချမ်းကိုပဲသုံးခဲ့ရတယ်။အစိမ်းတစ်ချက်ထုတ်လိုက်တိုင်းကြောက်တုံးတွေကွဲထွက်သွားပြီးသူ့ရဲ့လက်မအရေးပြားတွေကွာကျလာတတ်တယ်။နာလာကျမသူ့ကိုပတိစီပေးရင်းမိလိုက်တယ်။အနာပါဘူးလိမ့်နေတာသူဘာမှမပြောတော့ပေမဲ့နိုင်ငံတွေကတော့နီးရဲလိုနေတယ်။နန်းဖောက်တာတဝက်လောက်ရောက်တဲ့အချိန်မှာပဲအဖြစ်ပြက်တစ်ခုဖြစ်ပွားခဲ့တယ်။ဒါခီရဲ့မိဖုရားခေါင်ကြီးရဲ့အကျဉ်းချံအုပ်စုတွေနဲ့ကူပေါင်းထားတဲ့ဘူးမဟောင်းတွေဟာနန်းလုပ်ငန်းခွင်မှာချုပ်ခိုးတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ကြတယ်